အခုကျွန်တော်တို့ဒုတိယအနေနဲ့ကျွန်တော်အချင်းချုပ်လေ့လာသွားမှာကတော့ဒါဝိရဲ့တဲတော်ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီနေ့ဒီဒါဝိရဲ့တဲတော်ကိုလည်းကျွန်တော်တို့ကအချုပ်ပြီးပြောသွားမှာဖြစ်တယ်အသိစိတ်ကိုနားလည်ချင်ရင်တော့ကျွန်တော်တို့ comment မှာအရောက်လမ်းခဲ့ပါဒါကြောင့်မို့ဒီဒါဝိရဲ့တဲတော်အကြောင်းကိုအာမုတ်အခန်းကြီး9အငယ်7မှာရေးထားပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီမှာတွေ့တဲ့အခါမှာကျမ်းစာတမဟောင်းတမတိမှာဒါဝိရဲ့တဲတော်အကြောင်းကိုတော့များစွာရေးထားတယ်ဒါပေမဲ့အာမုတ်အခန်းကြီး9အငယ်7မှာနောက်ဆုံးတော့ကာလနဲ့ပျက်စီးတော်ဒါဝိရဲ့တဲတော်ကိုဘုရားသခင်ကပြန်လည်ပြီးမှထူမမယ်တီဆောက်မယ်လို့ကျမ်းစာကပြန်လဲထူမယ်ပြန်လဲအတိပြုပြင်ပေးမယ်လို့ကျမ်းစာကရေးထားပါတယ်ဒါကြောင့်မို့ဒီဒါဝိရဲ့တဲတော်ကအမတန်ကိုအရေးကြီးပါတယ်ဒီမှာဒါဝိရဲ့တဲတော်နဲ့မောရှေရဲ့တဲတော်ကွာချက်ကဒီလိုပါမောရှေရဲ့တဲတော်ကအဆင့်အဆင့်မတူညီတဲ့ကန့်လန့်ကန်တဲ့အခန်းများစွာကိုခွဲထားပါတယ်ဒါကြောင့်မို့မောရှေတဲတော်ကိုကျွန်တော်နောက်ပြန်ခောက်ပြီးတော့မှပြန်လဲအသေးစိတ်မဟုတ်တော့လဲအချုပ်ကျွန်တော်လေ့လာသွားရအောင်မောရှေရဲ့တဲတော်ကကျွန်တော်အရှေကအတောင်100ရှိပါတယ်တိုင်ကတော့20ရှိပါတယ်တိုင်ပေါင်း20တိုင်ရှိပါတယ်ထွေမြေအခန်းကြီး20ခွန်အငယ်9အနောက်ဘက်ကအရှေကအတောင်90ဖြစ်ပါတယ်တိုင်ကတော့10တိုင်ဖြစ်တယ်အရှေ့ဘက်ကအရှေ့တကားဘက်ကအတောင်ကတော့အတောင်90ဖြစ်ပါတယ်တိုင်ကတော့10ချောင်းဖြစ်ပါတယ်ဒါပေမဲ့တကားကတိုင်4ချောင်းဖြစ်ပြီးတော့မှကြံတစ်ဖက်စီမှာတိုင်ကတော့3ချောင်းစီဖြစ်ပါတယ်နောက်ပြီးတော့မှအဲ့ဒီနေရာမှာမတူညီတဲ့ခွဲခြားမှုကန့်လန့်ကာတွေရှိပါတယ်အဲ့တော့ဒီမှာကျွန်တော်ပြောတဲ့အတိုင်းပဲမောရှေတဲတော်ကအရှေကအတောင်100ရှိပြီးတော့မှတိုင်ပေါင်းကတော့20ရှိတယ်လို့ကျွန်တော်ပြောပြီးပြီအရှေ့ဘက်မှာလည်းတကားဘက်မှာအတောင်90ရှိပြီးတော့မှတိုင်ကတော့10ချောင်းဖြစ်တယ်ဒါပေမဲ့တကားကတော့တိုင်4ချောင်းနဲ့လှုပ်ထားပြီးတော့မှတစ်ဖက်စီမှာကတော့တိုင်ကတော့3ချောင်းဖြစ်ပါတယ်ဒီတကားကကျွန်တော်တို့ရဲ့အကျယ်ဖက်ကတော့အတောင်20ရှိပြီးတော့မှပေပေါင်းကတော့30ရှိပါတယ်ဒါကတော့တဲတော်ကိုအချုပ်ကျွန်တော်တို့အရှေ့အလျားကိုပြောတာပါဒါပေမဲ့အဲ့ဒီပရိသတ်စုံစည်းရတဲတော်เนาะဒီနေ့ရစ်ပလင်ရှိတဲ့တဲတော်ရေအင်ဒုံရှိတဲ့အဲ့ဒီပရိသတ်စုံစည်းရတဲတော်ကတော့ကျွန်တော်တို့အရှေ့ကအတောင်80ဖြစ်ပြီးမှကျွန်တော်တို့အနံကတော့ကျွန်တော်ဒီနေ့အတောင်90ရှိပါတယ်နောက်ပြီးတော့မှဒီနေ့ရွှေမီးခုံနဲ့မုတ်စပွဲနဲ့နတ်တန်ရပူဇော်ရာဒီအခန်းကတော့ဒါတန့်ရှင်းတဲ့အခန်း holy အခန်းကတော့ကျွန်တော်အတောင်20ရှိပြီးတော့မှအရှေ့ကတော့အတောင်20ရှိပြီးတော့မှတော့ကျွန်တော်10တောင်ရှိပါတယ်အတန့်ရှင်းဆုံးအခန်းကတော့အရှေ့ကတော့10တောင်ပဲရှိပါတယ်ဒါကြောင့်မို့ဒီနေရာမှာမောရှေရဲ့တဲတော်ကမတူညီတဲ့အဆင့်အဆင့်ပရိသတ်စုဝေးရာနောက်ပြီးတော့မှတန့်ရှင်းတဲ့အခန်းအတန့်ရှင်းဆုံးအခန်း most holy ဆိုပြီးမှအခန်းရှိပါတယ်ပရိသတ်စုဝေးရာအထိဣတိလလူမျိုးတိုင်းကလာလို့ရပြီမဲ့တန့်ရှင်းတဲ့အခန်းကိုဒီနေ့လေဝိအမျိုးသားယိပရောဟိတ်အမျိုးသားယိပရောဟိတ်ဝင်လို့ရပြီမှာအတန့်ရှင်းဆုံးအခန်းကိုယိပရောဟိတ်ကြီးအာယုံနာဝင်လို့ရတယ်အဲ့ဒီအတန့်ရှင်းဆုံးအခန်းမှာပရိညတိတာရှိတယ်အာယုံရလန်တန်ရှိတယ်ပညတ်တော်7ပါးရှိတယ်မာနမုတ်ရှိတယ်ပြောချင်တဲ့သဘောကဖျားသခင်ရဲ့အတန့်ရှင်းဆုံးအခန်းကအရှေကိုအတောင်30ပဲရှိပြီးတော့မှအလျာအနာအလုံးကအတောင်30ပဲရှိပါတယ်ဒါပေမဲ့တန့်ရှင်းတဲ့အခန်းကအရှေကအတောင်20ရှိပါတယ်အတန့်ရှင်းဆုံးဖျားရှိမှလာဖို့လူတိုင်းသွားလို့မရဘူးအဆင့်အဆင့်ကိုးကွယ်မှုလူအဆင့်တောင်းကိုခွဲခြားပြီးတော့မှဒီစုံစည်းရပရိသတ်စုဝေးရာကိုလူတိုင်းလာလို့ရပြီမဲ့တန့်ရှင်းတဲ့အခန်းကိုလေဝိအမျိုးသားတွားလို့ရပြီးမှအတန့်ရှင်းဆုံးအခန်းကိုယိပရောဟိတ်ကြီးအာယုန်နာတွားလို့ရတယ်ဒါကတော့မောရှေတဲတော်ရဲ့အကြောင်းကိုကျွန်တော်တို့ဖွင့်ပြခြင်းဖြစ်တယ်ဒါပေမဲ့ဒါဝိရဲ့တဲတော်ကဒီလိုမဟုတ်ပါဘူးဒါဝိရဲ့တဲတော်ကရှမွေလခေတ်တုန်းက prophet ကြီးရှမွေလခေတ်တုန်းကဒီနေ့ဖျားသခင်ရဲ့ပရိညတိတာကိုယန်တူဖိလိတိကလူယူသွားပြီးမှယန်တူလက်ထဲမှာတင်းင်းအားဖြင့်
တဘာအမျိုးသားလက်ထက်မှာနှစ်ပေါင်း20ဒီပရိညတစ်တာကိုကြာခဲ့တယ်ဒါပေမဲ့ဒါဝိနန်းတက်တဲ့ခါမှာရှေ့ဦးစွာသူလှုပ်တဲ့အလုတ်ကပရိညတစ်တာကိုရှာခြင်းအလုတ်ဖြစ်တယ်သူ့မှာအခြားသောလှုပ်เสียအလုတ်များစွာရှိမဲ့နိုင်ငံရေးတွေစစ်ရေးတွေပြင်เสียရှိပေမဲ့သူနန်းတက်ပြီးဘယင်ဖြစ်လာတဲ့အခါမှာရှေ့ဦးစွာဘုရားသခင်စကားရဲ့အတန်ကိုကြားခြင်းနဲ့သူကရှောလုလို့မဟုတ်ဘူးရှောလုခေတ်တုန်းကတော့ဘုရားရဲ့ပရိညတစ်တာကိုမရှာဘူးဒါပေမဲ့ဒါဝိကတော့ပရိညတစ်တာကိုရှာမယ်ဘုရားအတန်ကိုကြားမယ်မျက်မှောက်တော်ကိုရှာပြီးတော့မှဘုရားကိုဦးစားပေးတဲ့နိုင်ငံတော်နဲ့ဖြတ်မှတ်ခြင်းကိုရှေ့ဦးစွာရှာတဲ့ဘယင်ကတော့ဒါဝိဖြစ်တယ်သူကစစ်ရေးတွေနိုင်ငံရေးတွေများစွာထဲကနဲ့ရှေ့ဦးစွာဖျားကိုအရင်ရှာတဲ့ဘယင်တစ်ပါးဖြစ်တယ်ဒီနေ့လောကီရှင်ဘယင်များလည်းပြဿနာအမျိုးမျိုးကိုအောင်မြင်ခြင်းစစ်ရေးနိုင်ငံရေးကိုအတိအကမဟုတ်ဘဲနဲ့ဖျားသခင်ကိုသာရှေ့ဦးစွာရှာတဲ့ဘယင်ဆိုတာမိမိအုပ်ချုပ်တဲ့တိုင်းပြည်မှာဖျားကကောင်းကြီးနဲ့ကြွယ်ဝမှုကိုပေးမှာဖြစ်တယ်ဒါပေမဲ့ဒီနေ့လောကဘယင်တွေကတော့အနုမြူတွေနျူကလ িয়ার တွေလူတွေတည်ကြည်စေတဲ့အရာတွေအတ္တတွေဆံပြီးတော့မှလူတွေကိုပျက်စီးဖို့အတွက်လက်နက်ကိုပါဦးစားပေးနေတယ်ဒါဝိမင်းကြီးကဖះကိုဦးစားပေးတယ်လောကီရှင်ဘီနဲ့ဖះဘိတ်သိပ်ပေးထားတဲ့ဘီကွာခြားချက်ကဒီနေရာမှာပါပဲအဲ့တော့ဒါဝိမင်းကြီးကဒီပရိညတစ်တာကိုယူပြီးတော့မှဘယ်မှာများတွားထားတယ်လဲဆိုရင်နိယာဓမ္မရာဇဝင်ဒုတိယစာဆောင်အခန်းကြီး6အငယ်30မှာကျွန်တော်တို့ကြည့်တဲ့အခါမှာ30နဲ့7မှာကျွန်တော်တို့ကြည့်တဲ့အခါမှာဒါဝိရဲ့မြို့တော်မှာဘုရားသခင်ရဲ့ပရိညတစ်တာကိုတွားထားတယ်လို့ကျွန်တော်တို့တွေ့ရတယ်။ဒါကြောင့်ဒါဝိရဲ့မြို့တော်တနည်းအားဖြင့်ဒါဝိရဲ့တဲတော်လို့ခေါ်ပါတယ်။ထူးခြားတာတစ်ခုကဒါဝိရဲ့တဲတော်ကမောရှေရဲ့တဲတော်နဲ့မတူဘဲနဲ့အစင်စင်ကန့်လန့်ကန်တွေအမျိုးမျိုးခွဲခြားခြင်းမဟုတ်ဘဲနဲ့ပရိညတစ်တာကိုလူတိုင်းအားလုံးမြင်ရတဲ့နေရာဖြစ်ပြီးတော့မှအဲ့ဒီနေရာမှာမောရှေတဲတော်လို့ကလကအမျိုးမျိုးခွဲခြားမှုတန့်ရှင်းခြင်းအတန့်ရှင်းသောအခါတန့်ရှင်းသောအခါပရိသတ်စုဝေးရာအတန့်ရှင်းသောအခါတန့်ရှင်းသောအခါခွဲခြားမှုမရှိတော့ဘဲနဲ့တခါတည်းဒါဝိရဲ့တဲတော်မှာအခန်းတစ်ခန်းထဲမှာပင်လင်ဘုရားသခင်ရဲ့ပရိညတစ်တာကိုထားရှိပြီးတော့မှလူတိုင်းကအဲ့ဒီပရိညတစ်တာကိုမြင်ခွင့်ရှိတယ်လူတိုင်းကအဲ့ဒီပရိညတစ်တာရှေ့မှာဘုရားသခင်ကိုချီးမွမ်းခြင်းနဲ့တွားတယ်ကိုးကွယ်ခြင်းနဲ့တွားလို့ရတဲ့ဒါဝိရဲ့တဲတော်ဖြစ်တယ်ဒါကြောင့်မို့အာမုတ်ကျမ်းထဲမှာဘလို့ရေးထားတယ်အာမုတ်အခန်းကြီး9အငယ်7မှာနောက်ဆုံးကာလ၌ပျက်စီးတော်လဲလောင်းနေတော်လဲသွားတော်ဒါဝိရဲ့တဲတော်ကိုပြန်ထူမယ်လို့ပြောထားခြင်းကဘာကိုပုံဆောင်လဲချစ်တော်ဓမ္မမိတ်ဆွေတို့ဒီနေ့ခရိယန်ကဘာမှာခရိယန်ကဘာသာကြီး400ထဲမှာခရိယန်ဘာသာကလူဦးရေအများဆုံးကိုးကွယ်မှုအများဆုံးလို့ဆိုထားတော်လဲဒီနေ့ခရိယန်တိုင်းမှာမတူညီတဲ့ခံယူချက်တဲ့အမျိုးမျိုးရှိတယ်။များတော့ခရိယန်အဖြစ်မောရှေရဲ့တဲတော်မှာဝတ်ပြုကိုးကွယ်နေကြတယ်အဆင့်ဆင့်သောဆရာကြီးတွေတိတ်ခါတော်ရဆရာကြီးတွေတောက်တာတွေများစွာကနေရာယူထားပြီးတော့မှမိမိကိုယ်ကိုအပြစ်လွတ်ခြင်းကိုမခံစားရကြဘူးမိမိမှာအပြစ်ရှိတယ်လို့ခံယူပြီးမှအဆင့်ဆင့်သောယိပရောဟိတ်တွေယခုတင့်အောင်ခရစ်တော်ပေးသွားပြီမဲ့လဲဂျားမှာအမခံလူများစွာကဒီယိပရောဟိတ်နေရာမှာတာဝန်ယူပြီးတော့မှတန်ရှင်းတဲ့သူမတန်ရှင်းတော့သူစုံလင်တော့သူမစုံလင်ခွဲခြားတော့ရှိပြီးမှခရစ်တော်ရဲ့အသွေးတော်အဖြစ်အားလုံးကစုံလင်ပြီးအပြစ်မရှိတော့ဘူးဆိုတဲ့ခံယူချက်ခံစားမှုမျိုးဒီနေ့အဖြစ်လွတ်မြောက်ခြင်းကိုမရရှိကြဘူးဒီနေ့ဘာသာတရားများစွာကမောရှေရဲ့တဲတော်မှာအဆင့်ဆင့်သောအပြစ်လွတ်ခြင်းအပြစ်ဖုံးအုပ်ခြင်းအခုပြင်ယခုတိုင်ခရစ်တော်အသွေးသွင်းပြီးနောက်ပိုင်းအပြစ်ဝန်ချတောင်းပန်ခြင်းအပြစ်ရှိတယ်လို့ဝန်ခံနေခြင်းခရစ်တော်ရဲ့အသွေးတော်အဖြစ်လွတ်မြောက်ခြင်းမရရှင်းခြင်းကမောရှေရဲ့တဲတော်မှာဝတ်ပြုကိုးကွယ်နေခြင်းဖြစ်တယ်။ဒါပေမဲ့ဒါမောရှေရဲ့တဲတော်ကိုဘုရားသခင်ကနောက်ဆုံးသောကာလနဲ့ပြန်လည်ပြုပြင်မွမ်းမှပြန်ထူမယ်လို့မပြောထားဘူး။ဒါဝိရဲ့တဲတော်ကိုပြန်လည်ထူမယ်လို့ပြောထားတယ်။တဘောကဘာလဲဆိုရင်ဘာသာတရားကိုယေရှုခရစ်တော်ကတည်ထောင်ထားခြင်းမဟုတ်ဘဲနဲ့တမန်တရားနဲ့ညီတော်လူနဲ့ဖျားချမှာတိမောသေပထမဆန်ဆောင်အခန်းကြီးနဲ့အငယ်4-5မှာလူတိုင်းကိုဘုရားသခင်ကကဲ့သိခြင်းရစေခြင်းတယ်အဲ့ဒီကဲ့သိခြင်းကလည်းဘာလဲဆိုရင်တမန်တရားကိုတည်ဖို့လိုတယ်အဲ့ဒီတမန်တရားကဘာလဲဆိုရင်လူနဲ့ဖျားချမှာအာမခံတဲ့လူကတပါးပဲရှိတယ်အဲ့ဒီတပါးတီးတော့သူကဘာလို့လဲဆိုလူဇာတိကိုခံယူတော့ယေရှုခရစ်တော်ဖြစ်တယ်ဒါပေမဲ့ဒီနေ့ဘာသာတရားတိုင်းမှာလူနဲ့ဖျားချမှာယေရှုခရစ်တပါးတီးတာမရှိဘဲနဲ့ဒီနေ့အာမခံလူတွေဆရာကြီးတွေအမျိုးမျိုးသောလူတွေက
ခရစ်တော်အစာနေရာယူနေခြင်းကမောရှေတဲတော်ကိုတမ်းမှာဥပြုကိုကွယ်ပညတ်တရားမိမိစူးစမ်းခြင်းအကျင့်တရားအပြစ်ရှိတယ်လို့ဝန်ခံခြင်းအပြစ်လွတ်မြောက်ခြင်းမရှိတဲ့မောရှေတဲတော်မှာဝုပြုကိုကွယ်နေခြင်းဖြစ်တယ်ဆိုတာကိုမမေ့ပါနဲ့ဒါကြောင့်မို့အဲ့ဒီမောရှေတဲတော်မှာအတန့်ရှင်းဆုံးကန့်လန့်ကောင်ကိုမဖွင့်ထားဘူးဆိုတော့ကျွန်တော်တွေ့ရတယ်ယေရှုခရစ်တော်ရဲ့နောက်ဆုံးထက်တဲ့မှာအတန့်ရှင်းဆုံးကန့်လန့်ကောင်ကွဲခြင်းကလူတွေအားလုံးကအပြစ်မရှိတော့ဘူးခရစ်တော်အသွေးတော်အဖြစ်အပြစ်လွတ်ခြင်းကသာဝရဖြစ်သွားပြီအပြစ်ဝန်ချတောင်းပါတော့အပြစ်ရှိသေးတယ်လို့ခံစားချက်မျိုးမဟုတ်တော့ဘဲနဲ့ယေရှုခရစ်တော်အဖြစ်လွတ်ပြီဆိုတာကိုဖော်ပြနေခြင်းဖြစ်တယ်ဒါကတော့မောရှေတဲတော်ထဲမှာအရေးအယောင်ယေရှုခရစ်တော်ဖြစ်တယ်ဒါကြောင့်မို့ဒါဝိဒ်တဲတော်ကတော့လူတွေလိုအဆင့်ဆင့်အကာအကာရှိတဲ့တဲတော်မျိုးမဟုတ်ဘဲနဲ့ဒီနေ့ဒါဝိဒ်တဲတော်ကတခန်းထဲတာရှိပြီအဲ့ဒီမှာပရိညင်တစ်တာရှိပြီလူတိုင်းကဘုရားသခင်ရှိမှာဝုပြုကူးကွယ်ချင်းမွားခြင်းအဖြစ်ကောင်းကြီးယူလို့ရတယ်ဝုပြုကူးကွယ်လို့ရတယ်မျက်မှောက်တော်ကိုသုံးဝင်ရေးရည်ဆိုခရစ်တော်ရဲ့အသွေးတော်အဖြစ်တွားလို့ရတယ်မောရှိတဲတော်ကတော့အသွေးမသွင်းဘဲနဲ့ယေဘရဟိတွားမယ်ဆိုယေဘရဟိတော့တေမှာဖြစ်တယ်ဒါပေမဲ့ဒါဝိရဲ့တဲတော်မှာတေမယ်လို့ကျမ်းစာမှာမရေးထားဘူးချင်းမွားချင်းအပြီးဒီပရိညင်တစ်တာကိုလူတိုင်းကတွားပြီးဝုပြုကိုးကွယ်တုတ်ထိလို့ရတယ်ဆိုတော့ဒါဝိရဲ့တဲတော်ဖြစ်တယ်